ပေရက်ကွက်ကိုရောက်နေရလဲ သမီးလေးဒါအရင်သမီးတိတ်မေတော့သမီးကိုကြီးဆောက်ရှောက်ခဲ့တဲ့အောင်ခန့်တို့ရက်ွက်ရောက်နေတာသမီးလေး ဒီရက်ကွက်က ဟုတ်တယ်သမီးအဲ့ဒါဖေတို့ကအခုသူတို့ကျေးဇူးဆက်ဖို့လာတာလေသမီးအောက်ခဏဆေးအောင် လဲဘာမပြောညာမပြောနဲ့ရက်ကွက်ကလည်းစုပ်ပြတ်တတ်နေရပဲ ဒီမှာသမီးအောက်ခဏဆေးအောင်နော်သမီးခဏခဲအောက်ဆေး ဟုတ်တယ်ဒီ တော်ရင်မောကျွန်တော်မြတ်သူပါ 你不会录啊啦，一面都录，我抓吧先抓吧，一面抓吧。抓吧。တော်ရင်မောရေဟိုနိုင်ငံရသွားစေကူဘာညာနဲ့ကျွန်တော်လည်းနည်းနည်းကြားသွားတော့ကြတော့တော်ရင်မောတို့ကခုနည်းနည်းမိတ်တွေဖြစ်သွားတယ်ဗျ 对吧？除了吃的吧， အခုလည်းဟိုတနေ့ကတော်ရင်မောရဲ့သားလေးမောင်ထန့်နေပြီးတော့ကျွန်တော်စီဖုန်းဆက်တာနဲ့အကျိုးကြောင့်တတိယပြီးတော့တော်ရင်မောတို့စီကိုလာပြီးတော့ကျေးဇူးဆိုင်ရင်နဲ့သမီးလေးကခေါ်လာတာသမီးလေးကတော့အခုတော့အစ်စ်ကိုတတိယသွားပြီပေါ့ ကျမတို့ကလည်းသူ့ကိုသတိရနေတာသမီးလေးနေကောင်းသွားပြီလားမင်းကိုသတိရလားသမီးဖေးမေကိုမှတ်မိလားတခြားချစ် ဟုတ်ဘူးပိတ်တော့ မှတ်မိလားဟုတ်လားဒီတော့သမီးလေးအဲ့ဟိုကနေငါမကောင်းတာခုနေကောင်းသွားပြီဝမ်းတော့ဝမ်းသာပါတယ်အမေတို့အမတ်မိအတွက်စိတ်မကောင်းတာပဲရှိတာပါမိသားလေးရောမအောင်ခန့်အောင်မှတ်မိလားသမီး မမမီဝင် အေးအမေခေါ်ပေးမယ်နော်ဒါသမီးလေးကြည့်လိုက်ပါ တော်ရင်မောရဲ့ဒါလေးကတော့ကျွန်တော်တို့ဘယ်လိုမှသဘောမထားပါနဲ့ကျွန်တော်တို့ဒီလိုအပ်တာလေးတွေတော်ရင်မောတို့ဝယ်လာတာပါ ဟုတ်ကဲ့ပါအဲ့ဒါတွေမလိုပါဘူးရှင်ကျမတို့ကဒီကလေးကိုပဲတာဝန်ရှိရှိ ဒီပါဗျာကျေးဇူးတင် ပုံ ပါ လုံးဆောက်ရှောက်ထားပါတာသမီးကိုရင်းစားပြီးဒါတွေမလိုပါဘူးကျေးဇူးလက်တင်ပါဒါရေအောင်ခက်ရေဒီမှာအဲ့ဒါရောက်လာကြည့်ပါဦးသူလဲဆိုတာလာကြည့်ပါဦးဟုတ်ကဲ့ပါဦးဒါရေ ဟုတ်တယ်လား ဒီကလာမကြည့်ပါဦးသူလဲလို့ ဖူးငယ်လို့ရတယ် ဒီ ဖူးငယ်ဒီတကယ်ရောက်လာရင်တော့အနုမျောနေတာဒီကောင်မှတ်မိလားဒီချာစဉ်းစားပါအောင်ဒီနေ့ကဟိုမှာတွေ့ခဲ့သေးတယ်ဒီ University မှာ အော်ဒီနေ့ကတွေ့ခဲ့တယောက်လား ဟုတ်တယ်လေဒီကောင်မမှတ်မိကြအောင်လုပ်တယ်နော် အော်တကယ်မမီလို့ပါရှင် ဘာပြောပြလေသူဖြည်းဖြည်းချင်းပြောပြအောင်နော်သမီးသူ့မမှတ်မိဘူးလားသမီးတို့လည်းရင်းရပါလေသူတို့ပဲဒီအိမ်မှာတူနေလားသမီးစဉ်းစားကြည့်ပါဦး ဟုတ်ခဏစဉ်း စဉ်း စား စားပါဦးနင်ရတယ် စဉ်းစားလို့မရဘူးဒက်ဒီခေါင်းကြီးရန်မူးလာပြီးစဉ်းစားရလေဒီလားမရလို့ပါ သမီးရတဲ့ခါတော့ဒီမှာနေခဲ့ဘူးတယ်လေသမီးမှတ်မိဘူးလား ဟုတ်တကယ်မမမီလို့ပါရှင် sorry ပါနော် အဲ့သူကိုတနာတယ်ဆိုရင်လေစဉ်းစားဖို့ပေးလိုက်အောင်နောက်မှပဲမေတို့စူးစမ်းကြအောင်ပေါ့နော် သမီးခေါင်းမူးနေတော့နော်ခဏခွင့်ပြုပါဦးနောက်မှပြန်တွေ့ကြတော့ပေါ့နော် ဟုတ်ကဲ့ ကဲလာသမီးသမီးပြောင်းသမီး တောက်လိုက်ပါဦး ဒီကောင်းနေနော်သမီး အေးသမီးနော်လာလာ ဟုတ်ရပါမယ် စိတ်လျှော့လိုက်တော့ မေဖူးငယ်ခေါ်ပေးပါဟောင်းမှာသွားပြီ အေး တောင်းမှတ်မိဘူး အဲ့လေစိတ်လျှော့လိုက်ပါစိတ်လျှော့လိုက်ပါသူပြန်လာမှာပေါ့နော်တားစင်နေတာမြစ်တာရင်နားလည်းပဲမှတ်မိလိုက်ပြီပြန်လာမှာပါတားရဲ့တားစိတ်ကိုလျှော့လိုက်နော်တားနော်နေမှာပါတယ်တားရဲ့ ဟောဖူးငယ်ဒီငါ့ကိုတကယ်မမှတ်မိတော့ဒီပါဒီငါ့ကိုတကယ်မှတ်မိပြန်လာမယ့်ရက်ငါစောင့်နေပါ အားလေးရဲ့စိတ်လျှော့လိုက်ပါတင်းလေးတော့တားစီကိုသူတတိယပြီးပြန်ရောက်လာမှာပါနော်ဒါလေးစိတ်လျှော့လိုက်ပါနော် ဒက်ဒီကားပြီနော်တတာဟဲအောင်ခက် นี่เฉยๆဘာလို့ဟာခေါ်ရတယ်ပြောအပြောကြရှိတယ် နေရလဲဟာငါလေးညွန့်လေးတတိယပြီတိလားစိတ်မဆိုးပါနဲ့ဟာနော်ငါညွန့်တကယ်တောင်းပန်ပါတယ်တိလားညွန့်ငါလေးဒဏ်ရာတွေပေးမလို့လည်းမဟုတ်ပါဘူးဟာငါတကယ်တတိမရခဲ့လို့ပါ တော့ဟာဒီငါ့ကိုဘာပေးဦးမှာ ငါလေးညွန့်စိတ်တန်ရလဲပေးရမဟုတ်ပါဘူးငါနေနဲ့တူတူဆော့ခဲ့ရည်လေပြီးတော့လေငါတဘွားလုံးစာအတွက်ညွန့်ငါအချစ်တွေပေးခြင်းလို့ပါအောင်ခန့်ရဲ့နော်
စိတ်ဆိုးပြီပါလားနော် ဒီတကယ်ပြောနေရတာ တကယ်ပြောတာဗောအောင်ခန့်ရလဲနေရလဲ မှတ်မိနေပြီလား ဟုတ်တယ်ဟာငါခုမှတ်မိနေအကြောင်းကနင့်မြစ်တာလေးကိုတည်ပြီးတော့ငါနင့်ကိုချက်ချင်းဖုန်းဆက်ခေါ်လိုက်တာ ဝမ်းသာတယ် ရှင်မတွေ့လာအောင်လူတွေလာလာပြောတဲ့အရာရာဆင်ပြေနေပြီဆိုရင်